I don't ever slow up, no I don't take shit. I got no love for the fakeness. ပြင်းထန်တဲ့ဒဏ်ရာတွေကြောင့်ဘောလုံးလောကကနေအနိုင်ပိုစဉ်းစားခဲ့မှုတဲ့လီဆန်ဒရိုမာတီးနက်စ်မန်ချက်စတာယူနိုက်တက်နောက်ခံလူလီဆန်ဒရိုမာတီးနက်စ်ကပြီးခဲ့တဲ့နှစ်အတွင်းကြုံတွေ့ခဲ့ရတဲ့ပြင်းထန်တဲ့ဒဏ်ရာပြဿနာတွေကြောင့်ကစားသမားဘဝကနေအနားယူဖို့အထိစဉ်းစားခဲ့မှုကြောင့်ဖွင့်ဟဝန်ခံခဲ့ပါတယ်အသက်28နှစ်ရွယ်အာဂျင်တီးနားသားက2023ဖေဖော်ဝါရီလခရစ္စတယ်ပဲလီနဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ ACL ဒဏ်ရာကြောင့်6လကြာအနားယူခဲ့ရပြီးခွင့်စိတ်မှုခံခဲ့ရပါတယ်။ဒါ့အပြင်2023ဧပြီလတုန်းကလည်းခြေပမိုးကျူးဒဏ်ရာကြောင့်နှစ်ကြိမ်ခွဲစိတ်ခဲ့ရပြီးစုစုပေါင်းရက်ပေါင်း180ကြာအနားယူခဲ့ရပါသေးတယ်။ AFA East Studio နဲ့အင်တာဗျူးမှာတော့မာတီနက်စ်ကကိုဘုံသမားတယောက်မဟုတ်တော့သူလိုခံစားရတယ်။နာကျင်မှုတွေခံစားနေရပြီးဘယ်တော့မှပြန်မကစားနိုင်တော့ဘူးလို့ထင်ခဲ့မိတယ်။စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမညီမျှမှုတွေဖြစ်ခဲ့ပြီးအခုပြန်စဉ်းစားကြည့်ရင်ဘလို့ကြိုပြတ်ခဲ့လဲဆိုတာတော့မသိတော့ဘူးလို့ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးသူကပထမ2ပတ်3ပတ်လောက်မှာဘောလုံးဆက်မကစားချင်တော့တဲ့အထိဖြစ်ခဲ့ရတယ်။ဒါပေမဲ့မိသားစုတငယ်ချင်းတွေအားပေးမှုနဲ့အသိစိတ်ပြန်ဝင်လာပြီးပြန်ကြိုးစားခဲ့တာပါလို့ပြောပါတယ်။ပြန်လည်နလန်ထူလာတဲ့ပုံနဲ့ပတ်သက်ပြီးတော့လွယ်တဲ့လမ်းကိုမရွေးချယ်ခဲ့ဘူး။လွယ်တဲ့လမ်းကတော့လက်လျှော့လိုက်တာပဲ။အခက်အခဲတွေကြုံလာမှကိုယ့်ရဲ့စစ်မှန်တဲ့ဇယိုက်လက္ခဏာပေါ်လာတာကျွန်တော်နေ့တိုင်းကိုပွဲတစ်ပွဲလို့သဘောထားပြီးအားကစားရုံမှာကြိုးစားခဲ့တယ်စိတ်ပညာရှင်နဲ့ကုသမှုခံယူတယ်ကိုပြန်ရှာဖွေရဲလို့ရှင်းပြပါတယ်လာတိုင်းရက်လက်တွေကောင်းလာတာကိုမြင်ရပြီးအခုချိန်ကွင်းထဲမှာကစားခွင့်ပြန်လည်ရရှိခဲ့တဲ့ခံစားချက်ကအရန်ကိုကောင်းနေပါပြီအဲ့ဒီချိန်တုန်းကခံစားခဲ့ရတဲ့ဝေဒနာတွေအရှုံးမပေးခဲ့တဲ့စိတ်ဓာတ်တွေကြောင့်အခုလိုရက်လက်တွေရလာတာပါလို့မာတီနက်စ်ကအင်တာဗျူးမှာပြောကြားခဲ့ပါတယ်လီဆာဒရိုမာတီနက်စ်ကတော့2022ဇူလိုင်လမှာပေါင်55တန်းနဲ့ရောက်ရှိလာတာဖြစ်ပြီးတော့ United အတွက်ပွဲစဉ်ပေါင်း100ပွဲကစားပေးထားပါတယ်။စနေနေ့ည Manchester City နဲ့ဒါဘီပွဲမှာလည်းနီးပြအသစ်ဖြစ်လာတဲ့ Michael Carrick လက်အောက်မှာပါဝင်ကစားခွင့်ရဖို့ရှိနေပါတယ်။ Man U ဖေဖော်ဝါရီအတွက်တည်တံ့နေရ MUFO ဆာမှာ United တဲ့တင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ I wanna hate this, although